မင်္ဂလာပါ Hat-trick 69မှာကြိုးဆိုပါရယ်ရီယာ၏လူငယ်ကစားသမားမွေးထုတ်မှုအစီအစဉ်အောင်မြင်မှုရနေပါတယ်ချိန်မှာအန်ဒရစ်ဟာယူရို3တန်းခန့်ကြီးထွက်ခွာသွားပြီးတော့စတုကတွင်ခြေစွမ်းကြနေသည်ရီယာကအသင်းအနာဂတ်ကိုထိန်းချုပ်ထားရန်အလုံးစမတ်ကြနေသည်ဘာလဲဆိုတော့2026ခုနှစ်နွေရာသီတွင်ယူရို73.5ခန့်ဖြင့်ပြန်လည်ဝယ်လူနိုင်သောစာချုပ်ကိုထည့်သွင်းချုပ်ဆိုထားသောကြောင့်ဖြစ်သည်Valdi Beavers အတွင်း၌သူသည်ကွင်းလယ်တွင်ရေရှည်အတွက်ဖြစ်နိုင်ခြေရှိသောကစားသမားတဦးမှာသူကချူအာမနီညင်မတူမီသောကစားဟန်ပိုင်ရှင်အဖြစ်ရှုမြင်ခံထားရသည်သို့တော့ဂျမနီတွင်တိုးတက်မှုရမော့တာပြန်ခေါ်ရန်ဖြစ်သည်တစ်ချိန်တည်းမှာပဲနီကိုပါတ်လည်း Serie A တွင်ကောင်းစားတိုးတက်နေပြီးမက်ဒရစ်သည်2026ခုနှစ်တွင်သူ့ကိုလည်းပြန်လည်ခေါ်ယူရန်စဉ်းစားနိုင်သည်ချိန်မှာဒီလိုအဆင့်တန်းကိုဆက်ထိန်ထားနိုင်မယ်ဆိုရင်ပြန်ဝယ်ခွင့်ကိုအသက်သွင်းမလားဒါမှမဟုတ်နောက်ထပ်ရာသီတစ်ခုပုံမဖွံ့ဖြိုးတိုးတက်ခွင့်ပေးမလားပရိသတ်ကြီးကွန်မန့်မှာပြောခဲ့ပါဗီဒီယိုကိုနှုတ်သက်တယ်ဆိုရင်အပေါင်းလေးနှိပ်ခဲ့ပါ